ဒီနေ့ကတော့ဒါကမ်းခြေကိုတွားမယ်ဆိုပြီးစီစဉ်တာပေါ့နော်အစကတော့ဘတ်စကားနဲ့တွားမှုပဲဒါပေမဲ့ဘတ်စကားကိုလည်းမဆောင်ကျင်တာနဲ့ချင်းကြနေတာနဲ့ကွက်ကိုပဲလမ်းလျှောက်သွားလိုက်တယ်လမ်းလျှောက်နေနဲ့ဒီဒါအခုမြင်နေရတာကကျွန်တော်ဒီမြေအောက်လိုင်းကူပေါ့နော်ဒီကျွန်တော်မြေအောက်ကနေတွားရတယ်ဒီကမ်းခြေကိုတွားတယ်ဆိုရင်ဒါကျွန်တော်လက်ရှိအဘူဒါဘီမှာနေနေတာဆိုတော့အဘူဒါဘီကျွန်တော်နေတဲ့အခန်းနဲ့ကမ်းခြေနဲ့လည်းနီးတယ်နီးတော့ဒါလမ်းမဲလျှောက်သွားလိုက်တယ်လမ်းလျှောက်တာကတော့မိနစ်30နဲ့ဒီ35မိနစ်40ကြာတော့ကြာတာပေါ့နော်ရောက်သွားပြီဆိုတော့အစတော့ sunset ကြည့်ဖို့တွားတာပဲမမီသွားတဲ့ခါကျတော့ဒီနေအောင်မကြည့်လိုက်ရပဲနဲ့ဒီကမ်းခြေကိုပဲကိုယ့်အကူလင်းကြီးလေးခံပြီးနောက်ဆုံးထိုင်ကုန်လေးမှာထိုင်ပြီးပြန်လာကျွန်တော်ရောက်သွားတဲ့အချိန်မှာကမ်းခြေကနေအောင်တော်တော်လေးကြာနေပြီ sunset ကြာတဲ့အချိန်ဒါပေမဲ့လာတော့လာနေသေးတယ်အဲဒါနဲ့သူများလေးဘောလုံးကန်တာဒီလိုလောက်တာနဲ့ပဲကြည့်ပြီးရပဲနောက်ဖုန်းပြန်လာခဲ့လိုက်တယ်ပေါ့နော်နောက်ဆုံးကြည့်နေတဲ့အစားတော့ဝင်ဆော့ခြင်းပဲမဲ့လက်ကိုနဲ့လက်တယောက်မှမသိရတယ်လည်းဝင်မဆော့ဘူးเนาะနောက်ဆုံးကန်ကျူလန်းလေးပါလေးဆင်းလျှောက်လိုက်တယ်ဆင်းလျှောက်ပြီးတော့ကျွန်တော်ပြန်မယ်ဆိုပြီးတော့ပဲစီစားနေတာနဲ့ဘာလို့ကောင်းမလဲစဉ်းစားတော့ပေးသွားရင်ကောင်းမလဲဆိုပြီးစဉ်းစားနေနေမယ်ကန်ကြီးလီမှာပဲအစာရေကူးကြတော့လေအချိန်မမီတော့ပြန်သူတို့ကကန်ကြီးကညနေ9:00နာရီဆိုတာနဲ့ရေကူးခွင့်ရမရှိတော့နောက်ဆုံးရေလည်းမကူးလိုက်ရပါဘူးเนาะနောက်ဆုံးမကူးလိုက်ရပဲနဲ့တဆင့်ဒါပြန်လာခဲ့မယ်ဆိုပြီးနောက်ဆုံးဗီဒီယိုလေးလိုချင်တဲ့ကန်ကြီးလေးရောက်သွားပြီလိုချင်တဲ့ဗီဒီယိုလေးရပြီဆိုတော့လည်းနောက်ဆုံးပြန်လာခဲ့လိုက်တာ